你昨天说的话算数吗？当然算了，你昨天说的话算数吗？当然算了，你昨天说的话算数吗？当然算了。你昨天说的话算数吗？你昨天မနေ့ကတော့က说的话ပြောတဲ့စကားက算数吗？算数吗？算数ဆိုလို့ရှိရင်ဒါကိုအစစ်အမှန်ဆိုပြီးတော့မှယူဆလို့ရတဲ့ဟာမျိုးပေါ့နော်အတီးယူလို့ရတဲ့ဟာမျိုးပေါ့နော်ဒါကြောင့်မလို့နင်မနေ့ကပြောတဲ့စကားအတီးယူလို့ရလားအမှန်ပဲလား你昨天说的话算数吗？你昨天说的话算数吗？当然算了，当然တေချာပေါ့算了တေချာပေါ့အတီးပြုလို့ရတာပေါ့တေချာပေါ့အမှန်ပဲပေါ့အမှန်ပဲပေါ့你昨天说的话算数吗？好，那我写的复刊方案，就是宋妍姐发给你那个，你看了吗？那好，那我写的复刊方案，就是宋妍姐发给你那个，你看了吗？那好，那我写的复刊方案，就是宋妍姐发给你那个，你看了吗？那好ဒါဆိုရင်ကောင်းပါပြီ那好ဒါဆိုရင်ကောင်းပါပြီ那ဒါဆိုရင်我写的复刊方案我写的ငါရေးထားတဲ့复刊方案复刊ကကြတော့ထုတ်ဝေမှုပြန်လည်စတင်တာပေါ့နော်方案ကကြတော့ပြောမယ်ဆိုလို့ရှိရင် season plan ပေါ့နော်ဒါကြောင့်မလို့သူ့ရဲ့ထုတ်ဝေမှုပြန်လည်စတင်မဲ့အစီအစဉ်က就是宋妍姐发给你的那个ဒီလိုမျိုးလေးဒါလေးကကြောက်လေသူစကားစုလေးတွေပေါ့နော်အဲ့လိုမျိုးလေးသုံးတာကနေ့စဉ်သုံးစကားမှာဆိုခဏခဏကြားရတယ်သူပြောတဲ့ fan ဆိုတာဘယ်တစ်ခုပြောရလဲဆိုလို့ရှိရင်宋妍姐ဆိုတာ宋妍ကဒီလူနာမည်ပေါ့နော်ကျဲကအမ宋妍နင့်ကိုပေးတဲ့အဲ့ဒီဟာကြောင့်မလို့宋妍姐发给你那个ဒါမျိုးလေးသုံးတာပေါ့နော်宋妍姐发给你那个然后သူကအရှိမ就是လေးသုံးထားဆိုတာဒါပဲဖြစ်ပါတယ်ဆိုတာသူဆိုလို့ရှိရင်方案ကဘယ်တစ်ခုဆိုလို့ကြတာလဲဆိုလို့ရှိရင်就是宋妍姐发给你那个宋妍အမနင့်ကိုပို့တဲ့အဲ့ဒီတစ်ခုပဲဖြစ်တဲ့သူပြောနေတဲ့ဟာကအဲ့လိုမျိုးပေါ့နော်ပြီးတော့ဆက်ပြောတယ်你看了吗你ကြည့်ပြီးသွားပြီလား你看了吗你ကြည့်ပြီးသွားပြီလားဒါဆိုပြောလို့ရှိရင်ဒါဆိုရင်ကောင်းပါပြီ那好ဒါဆိုရင်ငါရေးတဲ့အဲ့ဒီပြန်လဲထုတ်ဝင်မဲ့အစီအစဉ်那我写的复刊方案ဆိုလိုတာက宋妍姐နင့်ကိုပို့လိုက်တဲ့အဲ့ဒီဟာ就是宋妍姐发给你那个你ကြည့်ပြီးသွားပြီလား你看了吗你看了吗那好，那我写的复刊方案，就是宋妍姐发给你那个，你看了吗？那个你看了吗？你先看看我的方案吧。你这方案写的也不怎么样，内容方面的细节一句都没有。是，你先看看我的方案吧。你这方案写的也不怎么样，内容方面的细节一句都没有。是，你先看看我的方案吧。你这方案写的也不怎么样，内容方面的细节一句都没有。是，你先看看我的方案吧你က先အရင်ဦးဆုံး看看ကြည့်ကြည့်ပါ我的方案吧ငါရဲ့ plan အစီအစဉ်ကိုအရင်ဦးဆုံးကြည့်ကြည့်ပါသူကြည့်ပြီးတဲ့ခါကျတော့ပြောတယ်你这方案写的也不怎么样你ရဲ့ဒီအစီအစဉ်ကလည်း你ရဲ့ဒီ plan ကလည်းရေးထားတာ写的ဒီမှာဆိုရှင်ဒီတော့ကကြောက်တာလို့ပြောတာသူကအမြင်နဲ့ verb ရဲ့အနောက်မှာပဲသုံးတယ်နော်写的ဆိုတော့ရေးတာပေါ့ရေးထားတာ也不怎么样不怎么样啊ခဏခဏသုံးတယ်အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးတိတ်ကောင်းတဲ့ပုံမပေါ်ပါဘူးဆိုတဲ့ဟာမျိုးပြောတာဥပမာစားတော့ဆိုင်တစ်ဆိုင်မှာပေါ့နော်လူတွေများနေရတွေ့ဒါပေမဲ့လို့他们的菜也不怎么样သူတို့ရဲ့အစားအစာအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးအဲ့လိုမျိုးသုံးတာပေါ့နော်不怎么样ဆိုတော့就是不太好တိတ်မကောင်းဘူးပေါ့နော်အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဆိုတဲ့ဟာမျိုးနော်不怎么样不怎么样ဘာလို့သူကလို့ပြောလဲဆိုတော့内容方面的细节一句都没有内容ဆိုတာကအကြောင်းအရာ content ပေါ့နော်内容方面的细节ဆိုတော့အကြောင်းအရာအသေးစိတ်နဲ့ဆိုင်တဲ့အသေးစိတ်အချက်လက်တွေဒီအကြောင်းအရာပိုင်းနဲ့ဆိုင်တဲ့အသေးစိတ်အချက်လက်တွေက一句都没有တကြောင်းမှလည်းမပါဘူးဆိုတော့အကုန်လုံးအကြမ်းပြင်းနေပဲဖြစ်နေပေါ့နော်အကြောင်းအရာနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေတစ်ခုမှမပါဘူး先看看我的方案吧。
你这方案写的也不怎么样，内容方面的细节一句都没有。是。你之前那方案，又是线下活动，又是设计师联动，有什么用啊？我写的方案怎么就没用了？你之前那方案，又是线下活动，又是设计师联动，有什么用啊？我写的方案怎么就没用了？你之前那方案，又是线下活动，又是设计师联动，有什么用啊？我写的方案怎么就没用了？你之前那方案又是线下活动，又是设计师联动，有什么用？所以都是现在不代表对么讲了表达说，都你变没表达不呢？你之前那方案，你也一弄个一些现在手印，又是线下活动，你们都里都动态不得个又不呢？把来ဖြစ်တယ်说，ဒါကလေ说ခဏကြားရတယ်ပေါ့နော်ဒီYouTube မှာတင်ထားတဲ့သင်ခန်းစာအပိုင်းတွေမှာတွေကိုဒါ老师မှတ်မိသလားဆိုလို့ရှင်တော့သင်ခန်းစာ2ခုလောက်တော့ရှိပြီလေတွေ့နော်ဆိုတော့又是线下活动又ကကြတော့ဘာလဲဖြစ်တယ်လို့ပြောတာဒီမှာဆိုလို့ရှင်ကြတော့ဘာလဲဖြစ်လဲဆိုလို့ရှိရင်线下活动线下ကကြတော့ offline နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်လူတွေကအပြင်မှာသွားတဲ့ပြင်မှာလုပ်တဲ့ပွဲတွေထက် online မှာလုပ်တဲ့ပွဲတွေ live တွေလွှင့်ပြီးလုပ်တဲ့ဟာတော့ဘာတော့ပို့ပြီးတော့မှကြည့်ရှုသွားပြီးဖြစ်ဖို့များတာပေါ့နော်ဒါကြောင့်မလို့ဒီဘက်ကသူရဲ့အရင်တော့အစီအစဉ်ကကြတော့又是线下活动 offline ပွဲလည်းဖြစ်သေးတယ်又是ပြီးတော့ဘာလဲဖြစ်တယ်လဲဆိုရင်设计师联动ဒီ designer တွေနဲ့လည်းပဲပူပေါင်းပြီးတော့မှ collaborate လုပ်ရတဲ့ဟာမျိုးတွေပါတယ်ပူပေါင်းပြီးလုပ်ဆောင်ရတာတွေပါတယ်有什么用ဘာသုံးဝင်တာရှိလဲ有什么用ဘာသုံးဝင်တာရှိလဲဘာလို့ဆိုတော့သူတို့ရဲ့ magazine ကို promote လုပ်ဖို့အတွက်ပေါ့နော်လူတွေပို့ပြီးဖတ်လာအောင် promote လုပ်ဖို့အတွက်လုပ်နေကြအစီအစဉ်ဖြစ်တဲ့ကြောင့်မလို့အခုနောက်ပိုင်းလူတွေက线下活动ဆိုတိတ်စိတ်ဝင်စားကြတော့ဘူးနော်ပြီးရင်နောက်က设计师 designer တွေနဲ့လည်းပဲ联动ဒီလိုမျိုးပူပေါင်းမှုလုပ်ရတာမျိုးပါမယ်ဆိုလို့ရှိရင်သူများကိုခေါ်တာဖြစ်ကြောင့်မလို့အသုံးစရိတ်တွေများမယ်ပေါ့နော်အဲကြောင့်မလို့သူက有什么用ဘာသုံးဝင်လဲဆိုရင်မရပါနော်အဲ့တော့ဒီဘက်ကအမျိုးသမီးပြန်ပြောတယ်我写的方案怎么就没用了我写的方案ငါရဲ့အစီအစဉ်က怎么就没用了ဘာဖြစ်လို့အသုံးမကျရတော့မှာလဲဘာဖြစ်လို့အသုံးဝင်ရတော့မှာလဲ我写的方案怎么就没用了你之前那方案，又是线下活动，又是设计师联动，有什么用啊？我写的方案怎么就没用了？钱哪来？你的内容细节没有这些整体的思路做框架，有什么意义？治标不治本，钱哪来？你的内容细节没有这些整体的思路做框架，有什么意义？治标不治本，钱哪来？你的内容细节没有这些整体的思路做框架，有什么意义？治标不治本。ရမတော့ပြန်ပြောတာပေါ့နော်钱哪来ပတ်စံပေးရလာမှာလဲပတ်စံပေးကရမှာလဲဆိုတော့ဒီဟာစကားစုကလည်းခဏသုံးတယ်ဒီမှာတယောက်ကပုံမှန်အဖြစ်ဆိုသူဝင်ဝင်ရနေတဲ့သူတယောက်ကပတ်စံတွေအများကြီးသုံးနေဆိုလို့ရှိရင်ပတ်စံပေးရရတယ်ဒါဆိုရင်钱哪来နဲ့ပြောတာပေါ့နော်钱哪来钱哪来你的内容细节你ရဲ့内容啥的 content အကြောင်းအရာ细节အသေးစိတ်ပေါ့နော်你ရဲ့အကြောင်းအရာအသေးစိတ်က没有这些整题的思路做框架没有မရှိပါဘူး这些是ဒီဟာတွေပေါ့နော်ဘာလဲဆိုလို့ရှိရင်整体的ကကြတော့အားလုံးကိုခြုံငုံသုံးသပ်ထားတဲ့အားလုံးပြည့်စုံတဲ့思路เนาะတွေးခေါ်မှုမရှိဘဲနဲ့做框架ကကြတော့သူကပြောမယ်ဆိုလို့ရှိရင် framework ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ပထမဆုံးစင်မဘယ်လိုလုပ်မယ်ဆိုအကျန်းကြီးအဲ့လိုပုံစံပေါ့နော်ဆိုတော့နေ့ရဲ့အကြောင်းအရာအသေးစိတ်တွေကပြည့်စုံမှုမရှိဘဲနဲ့လိုမျိုးအကျန်းမြင့်အကြောင်းအရာလုပ်မယ်ဆိုလို့ရှိရင်အကျန်းမြင့်ပုံစံကိုလုပ်မယ်ဆိုလို့ရှိရင်有什么意义ဘာအတိတ်ပဲရှိတော့မှာလေနော်ဘာအတိတ်ပဲရှိတော့မှာလေဆိုတော့ပထမဆုံးတော့ဘာလုပ်မယ်လို့ပြောပြီးတော့အထဲမှာပြည့်စုံတဲ့အသေးစိတ်တွေးခေါ်မှုမရှိဘူးဆိုလို့ရှိရင်ဘာအတိတ်ပဲရှိမှာလဲပေါ့နော်ဒါကြောင့်မလို့ဘလို့ဖြစ်နေလဲဆိုရင်治标不治本治标不治本这个叫ကုတာဒီပြောင်းဆိုတာကြတော့အပေါ်ရန်တဲ့ပုံစံမျိုးပေါ့နော်အပေါ်ရန်မဲ့ကုတာနေရ不治本ပန်ကကြတော့သူကဒီအပင်ဆိုလို့ရှိရင်အရင်းမြစ်တွေပါတယ်ပြောတာပေါ့နော်သူကလို့အရင်းမြစ်ကိုပြောတာဆိုတော့အပေါ်ရောင်ပဲကုတာနေရတကယ်အရင်းမြစ်ကိုကြတော့မကုတာဘူးဆိုတဲ့ပုံမျိုးပေါ့နော်ဆိုတော့မြန်မာလိုဆိုလို့ရှိရင်အနာနဲ့ဆေးမတွေ့ဘူးလို့ပြောမလားဒါမှမဟုတ်လို့ရှိရင်လည်းအပေါ်ရောင်ပဲဖြစ်တယ်ခဲထိမရောက်ဘူးတကယ်အနာအရင်းမြစ်ကအောက်မှာရှိရအောင်အပေါ်လေးပဲရှက်ပြီးကုတာနေတဲ့ခါကြတော့အနာမပြောင်းနိုင်တော့ဘူးပေါ့နော်ဆိုတော့ဒီမှာလည်းတူတူပဲသူကတကယ်
အကြောင်းအရာအရေးမြစ်ရဲ့ပြဿနာကိုဖြေရှင်းဖို့မစဉ်းစားဘဲနဲ့အပေါ်ယံပဲစဉ်းစားမယ်ဆိုလို့ရှိရင်သူတို့ရဲ့လုပ်ငန်းကအောင်မြင်မှာမဟုတ်တော့ဘူးဆိုပုံစံနဲ့ပြောတာပေါ့နော်အဲ့တော့ဒီဟာကအမြဲတမ်းတွဲပြောတုံးနဲ့治标不治本သူကအဲ့လိုအနာနဲ့ဆေးမတွေ့ဘူးလို့ပြောတဲ့ခါမျိုးသို့မဟုတ်အပေါ်ယံမဲ့လုပ်နေတာတကယ်အသေးစိတ်လုပ်တာမျိုးမရှိဘူးလို့ပြောနေတဲ့ခါမျိုးဆိုလို့ရှိရင်治标不治本ကိုသုံးတာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့ညီမတို့ပို့ပြီးတော့မှကောင်းတဲ့ဘာသာပြန်တာရှိရဆိုလို့ရှိရင်တော့ comment မှာရေးခဲ့ပေးလို့ရတယ်နော်钱哪来？你的内容细节没有这些整体的思路做框架，有什么意义？治标不治本。ဒီတက်ရောက်ချင်နေဆိုလို့ရှိရင် Voice ရဲ့ Telegram Channel Facebook နဲ့ Viber တွေမှာလာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်ဒီတက်ရောက်ချင်နေဆိုလို့ရှိရင် Voice ရဲ့ Telegram Channel Facebook နဲ့ Viber တွေမှာလာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်